Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ Mate to Sign နေနဲ့ဒီ B9 Sign နေအတွက်ပေါ့နော်ကျွန်တော်အထူးစီစဉ်ထားတဲ့ကျွန်တော်ရဲ့ design PSP file လေးနဲ့ကျွန်တော် make ပေးချင်ပါတယ်ဒီဟာကတော့ဒါတရားပွဲတွေအတွက်ဒါတရားပွဲဖိတ်ကြားလွှာဒီ PSP file လေးဖြစ်တယ်ဒါကိုယ်တိုင်စိတ်ကြိုက်ဒီမှာခုနှစ်တွေဒီမှာဒီ layer ရောစကိုယ်တိုင်စိတ်ကြိုက်ပြန်ပြင်ပြီးသုံးလို့ရတဲ့ file လေးတွေဖြစ်ပါတယ်လို့ပေါ့နော်ဟုတ်ပြီဒါလေးတွေပြပေးခြင်းဖြစ်ပါတယ်နောက်တစ်ခုလဲဒါလဲဒါတရားပွဲအတွက်ဒါဖိတ်ကြားလွှာဒီဇိုင်းလေးဖြစ်ပါတယ်ဒါလေးဆိုအရင်လှပါတယ်ဒီမှာဆိုလို့ရှိရင်လည်းစိတ်ကြိုက်ပြန်ပြင်ပြီးသုံးလို့ရတယ်ပေါ့နော်ဒီမှာစာသားတွေကစနော်ပြီးလို့ရှိရင်ဒီမှာဆိုလို့ရှိရင်လည်းဒါလဲဒါတရားပွဲအတွက်ဖိတ်ကြားလွှာဒါကတော့ဒါ legal site ကိုမှကျွန်တော်ဒါ3ခုရအောင်ချိုးပေးထားပါပေါ့နော်ဒါမျိုးလေးပေါ့နော်ဒီမှာဆိုလည်းတစ်ခုချင်းပြန်ပြင်သုံးလို့ရတဲ့ file လေးတွေပါဒီဟာလည်းအတိုင်းတရားတော့သာသနာရေးနဲ့ပတ်သက်တဲ့ဒါကွန်ပျူတာဒါတော့အထူးဒါဒီဓမ္မသဘင်အလူရှင်ကွန်ပျူမှတ်တမ်းလွှာပေါ့နော်ဒါတော့ကွန်ပျူမှတ်တမ်းလွှာလေးတွေပါရန်ကုန်တည်သက်လှပပါတယ်အစင်ရှိဒါကိုအလူရှင်တွေကိုကွန်ပျူမှတ်တမ်းလွှာလေးတွေပြန်ပေးလို့ရပါတယ်ဒါကတော့ဒါဒီဒါဓမ္မပူဇာတရားပွဲဒါလည်းတရားပွဲအတွက်ဒါဒီဒီဇိုင်းလေးဖြစ်ပါတယ်ပေါ့နော်ဒီမှာဆိုရင်လည်းအသေးစိတ်ဒါဒီမှာဒီဇိုင်းတွေကိုယ်တိုင်စိတ်ကြိုက်ပြန်ပြင်ပြီးတော့ဒါမျိုးသုံးလို့ရတယ်လို့ကျွန်တော်ပြောချင်ပါတယ်ဒီမှာဆိုလည်းအတိုင်းဒါကတော့မင်္ဂလာဆောင်အတွက်ဖိတ်စာဒီဇိုင်းလေးတွေပါအမျိုးလေးလည်းပြန်ပြင်ပြီးသုံးလို့ရပါတယ်ဒီမှာဒါဆိုတော့တရားလေးတွေကတော့ဒါဓာတ်ပုံပေါင်လေးတွေပေါ့နော်ဒါဓာတ်ပုံပေါင်လေးတွေအသေးစိတ်ပြန်ယူပြီးတော့သုံးလို့ရပါတယ်ဒီဟာလေးကတော့မင်္ဂလာဆောင်အတွက်ဒါ legal နှစ်ခေါက်ချိုးလေးပေါ့နော်အဲ့လိုမျိုး legal ထဲမှာ2ရွက်ပေါ့2ရွက်ရမယ်ဒီဇိုင်းဒီဒီဇိုင်းလေးဖြစ်ပါတယ်ဒီဟာကတော့ဒါ Mate to Sign နေ B9 Sign နေအတွက်ကတော့ဒါမျိုးတွေကအရန်ကိုသုံးတဲ့ပါတယ်ဘလို့အသုံးတဲ့လဲဆိုတော့ဒါကျွန်တော်တို့ကကိုယ်တိုင်စာစီနေမယ်ဆိုရင်ဒီ file အသေးကြီးတွေကစာဘလို့မျိုးစီရင်ကောင်းမလဲ idea တွေစဉ်းစားနေရကျွန်တော် design file တွေကအခုရေ4-500ရှိတယ်စုစုပေါင်းဆိုအခုရေ1000ကျော်လောက်ရှိတယ်ဆိုတော့ design တွေလည်းထပ်နေမှာမဟုတ်ဘူးပေါ့နော်ဒီမှာစိတ်ကြိုက်ပြန်ပြင်ပြီးတော့ဒီမှာစာသားလေးပဲချိန်ပြီးသုံးလိုက်ရင်လည်းအားလုံးအဆင်ပြေတယ်ခေါင်းရှုပ်ခံရလည်းမလို့စိတ်ရှုပ်ခံရလည်းမလို့ဘူးပေါ့နော်ဒီမှာဘယ်စလုံးကိုကြည့်ရမလဲဘိုးတင်ရမလဲအစားဒီမှာအသေးစိတ်လေးစီစဉ်ထားဆိုတော့မိတ်ဆွေတို့ကြိုက်တဲ့ဒီဇိုင်းကိုကောက်ပြင်လိုက်အောင်ပါပဲပေါ့နော်ဒါလည်းဒါဒီသာသနာရေးနဲ့ပတ်သက်တဲ့ဒီလိုကွန်ပျူမှတ်တမ်းလွှာလေးတွေပေါ့နော်ဒါမျိုးလေးတွေဒါကိုယ်တိုင်စိတ်ကြိုက်ဒါမျိုးပြန်ပြင်လို့ရတယ်ပေါ့နော်ဒါလေးတွေကျွန်တော်မိတ်ဆက်ပေးတာပါဒီဟာကတော့ဒါဒီဓာတ်ပုံသမားတွေအတွက်ဓာတ်ပုံလာရိုက်လို့ရှိရင်ဒါအင်ဂျီလေးတွေချိန်ပေးလို့ရတယ်ပေါ့နော်ဒါကိုယ်တိုင်စိတ်ကြိုက်ဒါမျိုးတစ်ခုချင်းပြန်ပြင်လို့ရတဲ့ file တွေဖြစ်တယ်ပေါ့နော်ဒီဟာလဲဒါပွဲဓာတ်ပုံနေရိုက်မယ်ဆိုရင်ဒါဓာတ်ပုံသမားတွေအတွက်ဒါပွဲဓာတ်ပုံတွေပေါ့နော်အမျိုးစိတ်ကြိုက်ဒါသုံးလို့ရတယ်ပေါ့နော်ဒါလဲပွဲဓာတ်ပုံတွေပါပဲပေါ့နော်အားလုံးပဲကျေးဇူးတင်ပါတယ်ဒီ B9 Sign နေနဲ့ Mate to Sign နေအတွက်ဓာတ်ပုံဆရာတွေအတွက်အသုံးဝင်မဲ့ဒီဇိုင်းတွေကိုကျွန်တော် specialist ထုတ်ပြီးစူးစီးပေးထားတယ်ဒီဟာကတော့ပုံမှန် member ကြီး2000ကျပ်ပါ true promotion နေနဲ့13000ကျပ်နဲ့ရပါမယ်ကျွန်တော် Telegram မှာဆက်သွယ်လို့ရပါတယ် Telegram ရဲ့ account ကို TikTok မှာဒီ comment မှာကျွန်တော်ချပေးထားပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်